မင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့စီးပွားရေးလုပ်ငန်းနဲ့စလုပ်ချင်တယ်ကိုရှိထားတဲ့အရင်းအနှီးလေးလေကုံသွားမှာဆုံးရှုံးသွားမှာကြောက်တဲ့လူတွေတွေ့ကျွန်တော်ပြချင်တာရှိပါတယ်အဲ့ဒါကကိုရောင်းချင်တဲ့ပစ္စည်းကိုလုပ်ချင်တဲ့အလုပ်ပေါ့နော်ကိုဈေးရောက်မထားပါတော့ကိုရောင်းချင်တယ်ကိုဘာရောင်းမလဲကိုရောင်းချင်တဲ့အရာတွေကိုကိုစာအုပ်ထဲမှာချပြီးရေးပါအနည်းဆုံးတော့5-6ခုလောက်ချပြီးရေးပါနောက်တစ်ခုကကြတော့ကိုဘယ်သူတွေကိုရောင်းပါလဲဥပမာအထက်တန်းလောင်ရောင်းပါလားအလက်တန်းကိုရောင်းပါလားဆင်းရဲသားပြည်သူရောင်းပါဒါမှမဟုတ်အကုန်လုံးကိုရောင်းပါလားပေါ့နော်ကိုရောင်းချင်တဲ့သူ target ကိုချပြီးရေးရမှာဖြစ်ပါတယ်နောက်တစ်ချက်ကကျွန်တော်တွေကဘယ်လိုရောင်းပါလဲဥပမာ online ရောင်းပါလားဆိုင်ဖွင့်လို့ရောင်းပါလားဘယ်လိုနေရာမျိုးတွေမှာရောင်းပါဆိုင်ဖွင့်ဆိုရှင်ပေါ့နော်အဲ့ဒါကိုချပြီးရေးပါအဲ့တော့နံပါတ်1ချက်ကကျွန်တော်တို့ခုနပြောခဲ့တဲ့လိုမျိုးပေါ့နော်ဘာတွေရောင်းပါလဲဥပမာကိုရောင်းချင်တဲ့ပစ္စည်းတွေအထည်တွေအလောက်ကုန်တွေထားပြီးအားဖြင့်ပေါ့စားတော့ဆိုင်စားတော့ရောင်းမယ်အဲ့ဒါကိုချပြီးရေးပါရေးတဲ့အခါမှာအဲ့ဒီရေးရတဲ့အခါမှာကိုဝါသနာပါတဲ့အရာတွေဖြစ်ရမယ်ပြီးလို့ချင်းကိုမှရှိတဲ့ budget နဲ့စီးပွားရေးစလုပ်မဲ့ budget နဲ့ကိုက်နေတဲ့ဝင်အမောင်လေးဖြစ်ရမယ်အဲ့ဒါကိုရွေးချယ်ပါရွေးချယ်ပြီးတဲ့အခါမှာနောက်တစ်ခုကဘယ်သူတွေကိုရောင်းမှာ target ထားပါကိုကခုမှစပြီးလုပ်ငန်းလေးကတေးသေးလေးရှိသေးတယ်ကိုကအရင်အမြင်ပန်းလို့မရသေးဆိုတော့မှကိုရောင်းချင် target ပေါ့ဥပမာကိုကတက္ကသိုလ်ကျောင်းသားကျောင်းသူတွေအတွက်ကိုရောင်းမှာလားဟာပါတော့ရက်ွက်ထဲကဘူးအတွက်ကိုရောင်းမှာလားတီးတန့်ပေါ့နော်ကိုရောင်းချင်တဲ့ကို target ထားချင်တဲ့ customer ကို target ထားပြီးတတ်မှတ်ပါနောက်တစ်ခုကျကိုဘယ်လိုရောင်းမှာလဲ online ကနေပြီး delivery နဲ့ရောင်းမှာလားဟောဆိုင်ကန်းလေးဖွင့်ပြီးရောင်းမှာလားကိုဆိုင်ကန်းဖွင့်တဲ့အခါမှာလည်းကိုဖွင့်တဲ့ဆိုင်ကန်းပြီးလူနေရာမျိုးဖွင့်မှာလေဆိုရဟိုပေါ် motivate ခါမှာအဲ့ဒီအချက်၃ချက်ကိုတေချာစဉ်းစားပြီးတေချာလေ့လာပြီးတဲ့အခါမှာဒီလိုမျိုးကိုလုပ်ငန်းကိုစပြီးလုပ်လို့ရှိရင်လုပ်ငန်းပြီးတဝက်အောင်မြင်တဲ့လောက်ဖြစ်ပါတယ်ကြာရှုံးမှုဆိုတော့ဖြစ်နိုင်တယ်တဝက်ပေါ့နော်တဝက်ကစူးစမ်းဖို့လိုပါတယ်တဝက်ကတော့သူတို့ကအောင်မြင်အောင်ဖြစ်ပါတယ်ဒါကြောင့်မလို့လူငယ်တွေစလုပ်ချင်တဲ့သူတွေအတွက်ကတော့ကိုယ့်ရဲ့လုပ်ငန်းကိုခုမှစပြီးလုပ်ချင်တဲ့သူတွေအတွက်ကဒီကျွန်တော်ရဲ့အားပေးစကားလေးကအသုံးဝင်လို့ထင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်